ရှေးခဲ့အခါကဒီကဘာမြေပေါ်မှာဂေါတမဘုရားရှင်ပွင့်တော်မမူခင်ကတည်းကချင်းတွင်းမြစ်အနောက်ဘက်ကမန်းဆက်မှာမုံပင်ကြီးတပင်ရဲ့အောက်မှာရတိတပါတရားအားထုတ်နေခဲ့တယ်လို့ဆိုပါတယ်ဒီနေရာဟာသာသနာတော်ထွန်းလင်းမဲ့အရက်လို့ရှေးရှစ်သိက်ကြီးကဗျာဒိတ်စကားဆိုခဲ့တဲ့အတိုင်းဒီတစ်ခိတ်တစ်ခါမှာမြန်မာနိုင်ငံအလဲပိုင်းကဆင်ကားတဲ့မြို့ကြီးတစ်မြို့အဖြစ်ဒါပေမဲ့မုံဝါရဲ့သမိုင်းဟာဒဏ္ဍာရီထဲမှာပဲရက်တန့်မနေခဲ့ပါဘူးရှေးဟောင်းသုတေသနပညာရှင်တွေရဲ့လေ့လာတူးဖော်ချက်အရမုံဝါဒေသဟာလွန်ခဲ့တဲ့နှစ်ပေါင်း1 သန်းလောက်ကတည်းကလူသားတွေစတင်နေထိုင်ခဲ့တဲ့ဒေသဖြစ်တယ်လို့ဆိုပါတယ်ရှေ့ဘက်ကရွှေမြင့်တင်တောင်ကုန်းနဲ့ကွေ့ကြီးရွာကရှေးဟောင်းလူမျိုးတွေကြောက်လက်နက်တွေဟာဒီမြေရဲ့ရှည်လျားလာတဲ့လူသမိုင်းကြောင်းကိုသက်သေထူနေပါတယ်အဆက်လေးကြည့်ရအောင် like and subscribe လေးလုပ်ခဲ့ပေးပါဗျာ